Okay အားလုံးပဲမင်္ဂလာပါခင်ဗျာတော့ဒီရက်ပိုင်းဂိမ်းတွေတညလုံးစော်ပြီးအေးတွေပြတ်နေတော့ဝက်ချန်တွေကအများကြီးထွက်လာတယ်ပေါ့နော်အခုလိုအချိန်ကောင်းလေးမှာ Hardy Hack ကနေကျွန်တော် skin care လက်ဆောင်လေးတွေပို့ပေးထားတယ်ပေါ့နော်ပထမဦးဆုံးကတော့ဒါ skin barrier cleanser လေးပါဒီကောင်လေးမှာ salicylic acid နဲ့ niacinamide ပါဝင်တဲ့အတွက်ကြောင့်မို့လို့ cells တွေနဲ့အဆီအညစ်အကြေးတွေကိုအသားအရည်အနှက်ဆိုင်ဆုံးအထိတန့်စင်ပေးအောင်အသားအရည်ကိုတင်းရင်ဆိုပြေးစေပြီးအသားအရောင်မညီမညာဖြစ်ခြင်းကိုလည်းလျှော့ချပေးပါတယ်သူ့ရဲ့အနံ့အလေးလည်းတော်တော်ကောင်းတယ်လို့တင်းတင်းလေးနဲ့မှုန့်မွှေးလေးပြသူ့ရဲ့ texture လေးကတော့ဒီလိုလေးပါဗျလိမ့်လိုက်ရင်လည်းစီကပ်မှုမရှိဘူးပေါ့နော်သူ့ရဲ့အနံ့ကမရှိသလောက်ကိုပျော့တာဗျဒီ series ကဝက်ချန်သမားတွေအတွက်တီးတန်းထုတ်ထားတာဖြစ်လို့ဝက်ချန်ပေါက်တတ်တဲ့လူတွေအတွက်မရှိမဖြစ်ဆောင်ထားတဲ့ product လေးတွေပါအကြိုက်ဆုံးကတော့ဒီကောင်လေးပဲသူကဝက်ချန်ပေါက်တဲ့နေရာလေးပေါ်မှာသူကအဲ့လိုတို့ပြီးတော့လိမ့်ပေးရမှာပေါ့နော်โอเคဒီနေ့တော့ဒီမှာပဲနှုတ်ဆက်ပါတယ်ဘိုင်ဘိုင်အပါ